This is Apollo Saturn launch control T-minus 3 hours 4 minutes 32 9 ignition sequence start forward လူကဘာမှာအောင်မြင်မှုအကြီးမားဆုံးတစ်ခုက1969ခုနှစ်လောက်တုန်းကလကဘာပေါ်မှာလူတွေလမ်းချောင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအဖြေကလောက်ထိမရိုးသားဘူးဆိုရင်ရောလူတွေကတကယ်တော့လကဘာပေါ်ကိုမရောက်သွားခဲ့ဘူးလို့ကျွန်တော်ကပြောရင်ကောဒါမှမဟုတ်ရောက်သွားခဲ့တယ်ကွာဒါပေမဲ့ UFO တွေနဲ့တွေ့ပြီးတော့အဖြေမှန်တဲ့အကုန်လုံးကိုဘုံကွယ်ထားရတယ်ဆိုကျွန်တော်ပြောရင်နော်အဲ့တော့ဒီလုံးဝစိတ်ဝင်စားစရာကောင်းတဲ့ The Moon Landing ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်World War II ပြီးကစား1950ကနေ1960အတွင်း US နဲ့ Russia Soviet Union တို့ကဒီကမ္ဘာပြန်ထွက်နိုင်ဖို့အတွက်ပြိုင်အဆိုင်စတင်ခဲ့ကြပါတယ်။ဒီပြိုင်ဆိုင်မှုက1950ခုနှစ်မှာအရန်ဆိုးရွားလာခဲ့ပါတယ်။ Exploration of space will go ahead whether we join in it or not. And it is one of the great adventures of all time. And no nation which expects to be the leader of other nations can expect to stay behind. ဘာလို့လဲဆိုရင် Soviet Union က Sputnik 1 လို့ခေါ်တဲ့ဒုံးပျံကိုအောင်မြင်စွာလွှင့်တက်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်ခင်ဗျ။ Russia တို့ကလည်းဒီလကဘာကနေ nuclear power တွေအသုံးပြုဖို့ရည်ရွယ်ချက်တွေနဲ့ချိန်ချောက်မှုများစွာကြောင့် US ကလည်းထိတ်လန့်စွာမနောက်ကျအောင်လူတွေအယောက်ပေါင်း4သိန်းလောက်ငါပြီးတော့ Apollo 11ဆိုတဲ့ဒုံးကြီးကို1969ခုနှစ်မှာအောင်မြင်စွာလွှတ်နိုင်ခဲ့ပါတယ်။ Tranquility Base here. The Eagle has landed. That's one small step for man. One giant leap for mankind. ခက်တာကခင်ဗျလူတွေကလုံးဝမယုံကြည်ကြဘူး astronaut တွေကလကဘာပေါ်ကကြောက်တုံးတွေများစွာတည်ယူလာခဲ့ကြပေမဲ့လူတွေကတန်တရားရှိနေသေးပါပဲခင်ဗျအဲ့ဒီခေတ်တုန်းကနီးပညာစနစ်တွေနဲ့နိုင်ကြည့်ရင်တော်တော်လေးကိုယုံကြည်ရခက်မဲ့အရာကြောင့်မလို့ပါခင်ဗျ Moon Landing ကြီးကအခုဆိုရင်တောင်မှ30ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိကလူတွေက fake လို့ထင်ကြတယ်ဒီ Moon Landing ရဲ့စကလေးကတန်တရားမှုတွေများစွာရှိခဲ့ပါတယ်ခင်ဗျသူတို့ရဲ့ American နိုင်ငံသားတွေတောင်မှတစ်ချိန်လုံးကဆိုရင်30ရာခိုင်နှုန်းလောက်ကသူ့လို့ထင်ခဲ့ကြပါတယ်။ Russia နိုင်ငံမှာဆိုရင်80ရာခိုင်နှုန်းလောက်တောင်ကသူ့လို့ထင်ကြတယ်။အင်္ဂလန်မှာဆိုရင်လည်း50ရာခိုင်နှုန်းကသူ့လို့ထင်ကြတယ်။အဲ့တော့မိကွန်းကဘာဖြစ်လို့ဒီ Moon Landing ကြီးကိုလူတွေကဘာလို့အလောက်ထိယုံကြည်ရခက်ခဲနေကြတာလဲပေါ့နော်။ဒါကတော့ဒီလိုရှိပါတယ်။လကဘာကိုတကယ်တော့မတွားနိုင်ခဲ့ပဲ။ Russia ကိုနိုင်လိုတာကြောင့်လျှို့ဝှက်ပူးပေါင်းလုပ်ယူထားတယ်ဆိုတဲ့ idea က1980မှာဆိုရင်အရန်ကိုနာမည်ကြီးလာပါတယ်2000ခုနှစ်လောက်ရောက်လာတော့ပိုပြီးဆိုးရွားလာပါတယ် Bart Sipro ကဒီ Moon Landing က fake ကြီးလို့အမြဲယုံကြည်ခဲ့တာပါအဲ့တော့သူက A Funny Little Things Happen on the Moon ဆိုတဲ့ documentary ထုတ်လုပ်ခဲ့ပါတယ်ဒီ documentary မှာဆိုရင်သူသက်သေအချက်လက်တွေတေချာပြောပြတင်ပြပေးလိုက်ပါတယ်နောက်ပြီးသူ့ရဲ့ documentary ကို marketing လုပ်ဖို့အတွက်လကဘာကို3ယောက်မြောက်နင်းနိုင်ခဲ့တဲ့ Buzz Aldrin ကိုဘာလို့ပြည်သူအများကိုလိမ်လည်နေခဲ့တာလဲဆိုပြီးတော့ရိုင်းနဲ့မေးလိုက်တယ်ခင်ဗျ You're the one who said you walked on the moon when you didn't. Calling the kettle black if ever thought of it. Saying I misrepresented myself. Away from me. You're a coward and a liar and a thief. ကိုထီရောက်ကျူးလွန်မှုကြောင့်လူတွေကပိုပြီးတန်တရားပွားလာတာပေါ့2000ခုနှစ်အတွင်းလကဘာရောက်တာကအတူဆိုတာ80ရာခိုင်နှုန်းအထိလူတွေယုံကြည်သွားကြပါတယ်လူတွေကဒီ Moon Landing ကြီးကတကယ်တော့ Hollywood ဇာတ်ကားအကြီးဆုံးတစ်ခုဖြစ်ပြီး US အစိုးရနဲ့ Stanley Kubrick ရဲ့ပြောင်မြောက်ဆုံးရိုက်ကူးထားတဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်တယ်လို့ယုံကြည်ကြပါတယ်လူတွေကဘာလို့ဒီလိုမျိုးယုံကြည်လာကြတဲ့ဟာတာလဲနောက်ပြီးတော့ Stanley Kubrick နဲ့အစိုးရတွေကဘယ်လိုပတ်သက်နေလဲဒါပေမဲ့အရေးကြီးဆုံးမေးခွန်းကဒီလိုမျိုးဘာဖြစ်လို့သူတို့လုံလည်ရတာလဲနောက်ကွယ်မှာဘာလိုဝဲချက်တွေရှိနေလို့လဲပေါ့နော်တေချာတဲ့သက်သေတွေကိုရှိရလားဟုတ်ကဲ့ပါအများကြီးရှိပါတယ်
1958 ခုနှစ်မှာ James Van Allen လို့ခေါ်တဲ့သိပ္ပံပညာရှင်ကကမ္ဘာပြင်မှာအရန်ကိုကြမ်းတမ်းတဲ့ radiation စက်ဝိုင်းကြီးနှစ်ခုရှိတယ်ဆိုတာကိုသူပထမဆုံးရှာဖွေနိုင်ခဲ့ပါတယ်။အဲကြောင့်မလို့ဒီကြောက်စရာကောင်းလွန်းတဲ့ radiation စက်ဝိုင်းကြီးတွေကို Van Allen belt လို့နာမည်ပေးခဲ့ပါတယ်။နည်းနည်းနော်နော်မဟုတ်ဘူးခင်ဗျာ။ဒီအရာကြီးကမိုင်ပေါင်း600ကနေစပြီး3900အထိကိုဝေးတဲ့အထိဝိုင်းလည်နေပါတယ်။လကဘာကိုသွားချင်ဒီအရာကိုဖြတ်သွားရမှာပါ။ခဏနေပါအောင်။ Van Allen belt ဆိုတာပါလေ။ Van Allen belt ဆိုတာ2ဆင့်ရှိပါတယ်ခင်ဗျ။ပထမအဆင့် radio set wine ကလုံးဝ energy အမုံတွေနဲ့ပြည့်နေနေပါတယ်ခင်ဗျ။ဒီအမုံကြီးတွေကအကုန်လုံး100 million volts လောက်အားပြင်းတဲ့ electron တွေနဲ့ပြည့်ဝနေပါတယ်။ဒါပေမဲ့ခင်ဗျဒီအပြင်ဘက်က set wine ကပိုပြီးတော့ကြောက်စရာကောင်းလို့လာပါတယ်။ဒီအပြင် wine ကနေရဲ့ plasma electron တွေကိုစုပ်ယူထားတာကြောင့်မလို့ဒီ deadly electron တွေနဲ့ပြည့်ဝနေပါတယ်ခင်ဗျ။ဒီအပြင် wine ရဲ့ electron volt ကတော့10 million volt လောက်ရှိပါတယ်ခင်ဗျ။အဲ့တော့ဒီလိုမျိုးအရန်ကိုကြမ်းတမ်းပြီးတော့အရန်ကိုအားပြင်းလွန်းတဲ့ electron volt တွေကိုသူတို့ကဘယ်လိုမျိုးကြောဖြတ်ခဲ့တာလဲ။နောက်ပြီးတော့သူတို့က Van Allen belts ကိုကြောဖြတ်ဖို့ကလည်းလုံးဝမဖြစ်နိုင်သေးဘူးမလုပ်နိုင်သေးဘူးလို့လည်းထွက်ရောက်ပြောဆိုခဲ့ပူပါတယ်။သူတို့ကလကဘာကိုလည်းတွားခဲ့ပြီးဒီ Earth orbit ထက်ဝေးတဲ့နေရာကိုထွက်သွားနိုင်ဖို့အပြေရှားနေတုန်းလို့လည်းသူကပြောတယ်ဗျာ။တွေးစရာတစ်ခုဖြစ်နေတာပေါ့ဗျာ။သူတို့ကဘယ်လိုပြောလဲဆိုရင်သူတို့ဒီနီလန်ကပျောက်သွားတယ်လို့ is to build a rocket called SLS, which is a heavy lift rocket. It's something that is much bigger than what we have today, and it will be able to launch the Orion capsule with humans on board, as well as landers or other components to destinations beyond Earth orbit. Right now, we only can fly in Earth orbit. That's the farthest that we can go. We only can fly in Earth orbit. That's the farthest that we can go. And this new system that we're building is going to allow us to go beyond and hopefully take humans into the solar system to explore. So the moon, Mars, asteroids, there's a lot of destinations that we could go to, and we're building these building block components in order to allow us to. We travel beyond low Earth orbit, the crew will be exposed to larger amounts of radiation. So we have to design both the crew protection systems and our electronic systems to withstand this radiation. Go to the moon in a nanosecond. The problem is we don't have the technology to do that anymore. We used to, but we destroyed that technology, and it's a painful process to build it back again. အဲ့တော့ဘယ်လိုမျိုးပျောက်သွားတာလဲပြန်ပြီးတော့တီထွင်လို့မရတော့တာလားဒီ radiation belt ကိုကြောဖြတ်နိုင်ဖို့ဆိုရင် lead ခဲတတ်တူတွေနဲ့ကာကွယ်ရမှာဖြစ်ပါတယ်အဲ့လိုမှလူတွေကြက်ကြောမဖြစ်သွားပါလေခက်တာကဒီ lead ပြားပပလေးကိုဒုံးကြီးပေါ်ထည့်လိုက်တာနဲ့သူတို့လုံးဝပြန်တန်းလို့ရတော့မှာမဟုတ်ပါဘူးအရန်ကိုလေးသွားမှာမို့ပါအဲ့တော့ NASA တို့ကအလူမီနီယမ်ကိုအစားထိုးပြီးတော့ပိတ်စာအဖြစ်ထုတ်လုပ်ကအသုံးပြုခဲ့ကြပါတယ်ဒါပေမဲ့ဒီအလူမီနီယမ်တွေကအပူချိန်1200ဒီဂရီဆိုရင်အရေးပျော်သွားမှာခင်ဗျာ radiation ပြောက်ကိုကြောဖြတ်ဖို့ကြိုးစားရင်အရေးပျော်ကုန်မှာပါအဲ့တော့သူတို့တွေဒီအခက်ခဲကိုဘယ်လိုကြောဖြတ်နိုင်ခဲ့တာလဲသူတို့မကြောဖြတ်နိုင်ခဲ့ဘူးလို့လူတွေများစွာကတော့ယုံကြည်နေကြပါတယ် Stanley Kubrick ဆိုရင်ပြည်သက်တို့သိကြမှာပါသူကအရန်ကိုနာမည်ကြီးတဲ့ movie director တယောက်ဖြစ်ပါတယ်သူရိုက်ခဲ့တဲ့ဗီဒီယိုတွေဆိုရင်21 Space Odyssey Full Metal Jacket နောက်ပြီးတော့ The Shining အရန်ကိုနာမည်ကြီးပြီးတော့အရန်ကိုလူကြိုက်များတဲ့ဇာတ်ကားတွေကိုသူရိုက်ကူးခဲ့တာဖြစ်ပါတယ်ကျွန်တော်ကဘာလို့သူ့အကြောင်းကိုပြောပြနေရလဲဒီ director နဲ့ The Moon Landing ကဘာများဆက်ဆက်မှုရှိနေလို့လဲဒါကတော့ဒီလိုပါခင်ဗျဒါပေမဲ့အရန်ကိုအန်ဒီရဲ့ကြီးတဲ့ Van Allen belt ကိုကြောဖြတ်ဖို့သူတို့ rocket ကအာမပြင်းတာတွေအလေးချိန်ကိစ္စတွေအစသဖြင့်အခက်ခဲတွေမျိုးစုံကြောင့်ဒီအကြံကိုသူတို့အချုံးပေးလိုက်ရပါတယ် Soviet Union က Sputnik 1ဆိုတဲ့ဒုံးပျံကိုအောင်မြင်စွာလွင့်တက်နိုင်ခဲ့တော့သူတို့ plan အသစ်တစ်ခုပြန်ချလိုက်ရပါတယ်Pentagon အစိုးရတွေက Stanley Kubrick ရိုက်ကူးထားတဲ့ Dr. Strangelove ဆိုတဲ့ဇာတ်ကားကိုတွေးလိုက်တဲ့အချိန် idea အသစ်ရလိုက်ပါတယ်သူတို့ project ကတော့ဒီ moon landing ကိုအတူရိုက်ကူးဖို့ပဲဖြစ်ပါတယ် NASA and the government faked the moon landing was basically it was technically impossible to do it and they simply had to come up with some sort of alternative that they felt the public would believe. I believe
had they wanted to, that NASA could indeed have pulled off the greatest hoax of all time, never sent anyone to the moon, and recreated it in a television studio. Can you realize that you and I, that all of us, have actually begun the exploration of another world? 4, 3, 2, 1, fire! ဒါပေမဲ့ Kubrick ကြီးကအရန်ကိုလူချစ်လူခင်များတဲ့ director တူဆိုတော့ဒီလိုမျိုးလိမ်လည်မှုကလုံးမင်းမထင်ပါဘူးဒီလိုမျိုးကြီးမားတဲ့လိမ်လည်မှုကြီးကိုဘာဖြစ်လို့လုပ်ခဲ့ရတာလဲအစိုးရတွေကဘာကိုပေးမယ်ဂတိပေးထားလို့လဲပေါ့ဗျာဒါကဒီလိုပါခင်ဗျာအစိုးရတွေကသူ့ကိုအရာရာတိုင်းလွတ်လပ်ခွင့်ပေးမယ်ပေါ့နော်နောက်ပြီးတော့ဒီနောက်လာမဲ့ project တွေနောက်လာမဲ့သူရိုက်ကူမဲ့ video တွေကိုလည်းဒီအစိုးရတွေကထောက်ပံ့ပေးမယ်ပတ်စံတွေလည်းအများကြီးထပ်ပြီးတော့ပို့ပေးမယ်ဆိုတဲ့ဂတိပေးတာကြောင့်မလို့သူကပါသွားတာဖြစ်မယ်ခင်ဗျာဒါပေမဲ့ Kubrick ကအဲ့ဒါနဲ့တင်မပါသေးဘူးဆိုရင်တော့သူတို့ကအကြမ်းဖက်ကိုလှုပ်ဖို့ကဝန်မလေးပါဘူးအဲ့တော့သူကရွေးချယ်စရာတိတ်မရှိခဲ့ပါဘူးခင်ဗျာKubrick ရဲ့အကိုဖြစ်သူကလည်းအဲ့ဒီအချိန်တုန်းကဆိုရင် American Communist Party ရဲ့ခေါင်းဆောင်ဖြစ်နေပါတယ်ခင်ဗျအဲ့ဒါနဲ့လည်းချိတ်ဆက်နေတယ်လို့လူတွေကပြောကြတယ်အဲ့ဒါကြောင့်မလို့သူကလက်ခံလိုက်ရတာဖြစ်ပါတယ်တဲ့ခင်ဗျ No one knows how the powers that be convinced Kubrick to direct the Apollo landings. Maybe they had compromised Kubrick in some way. The fact that his brother, Raoul Kubrick, was the head of the American Communist Party may have been one of the avenues pursued by the government to get Stanley to cooperate. 1964 ခုနှစ်မှာအပေးအယူသဘောတူမှုတွေပြီးစီးကအစိုးရတွေကသူ့ကို3နှစ်အချိန်ပေးပြီးတော့သူလိုအပ်မဲ့ပစ္စည်းမှန်သမျှတွေဖော်လာကြပါတယ်လိုအပ်တဲ့အကူအညီမှန်သမျှကိုပေးခဲ့ပါတယ် NASA အလုပ်သမားတွေများစွာလာရောက်ကူညီခဲ့ကြပြီးတော့ဒီ Apollo ရိုက်ကူးရေးအတွက်50 mm lens ကိုလည်းအထူးသဖြင့်ထုတ်လုပ်ခဲ့ပြီးတော့ Kubrick ကိုအရာရာတိုင်း support ပေးကလုပ်ငန်းတွေစတင်ခဲ့ပါတယ်အဲ့တော့ Kubrick ကဘယ်လိုမျိုးရိုက်ကူးခဲ့တာလဲပေါ့နော်ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီခေတ်တုန်းကဆိုရင်အခုလိုမျိုး special effect တွေ video effects တွေကလုံးဝခင်မစားသေးဘူးဒီအခုလိုမရှိဘူးပေါ့နော်အဲ့တော့သူကဘယ်လိုမျိုးရိုက်ကူးခဲ့တာလဲဒါကလည်းဒီလိုရှိခဲ့ပါတယ်1949 ခုနှစ်မှာ Scotch Light လို့ခေါ်တဲ့ပစ္စည်းကပေါ်လာပါတယ်ဒီ Scotch Light ကထေစထဲကိုမှမန်မုံလေးတွေများစွာနဲ့ပြုလုပ်ထားပြီးဒီအထည်ကမီးအယောင်ကို95%အထိပြန်ဟပ်နိုင်ပါတယ်ဒီအထည်ကြောင့်မီးတွေအလင်းရောင်တွေတအားမလိုပဲအရန်ကိုတောက်ပါပါတယ်ဒီ Scotch Light ကြောင့် front screen projection လို့ခေါ်တဲ့နီးစနစ်ကပေါ်လာပြီး Stanley Kubrick ကဒီနီးစနစ်ကိုအရန်ကြိုက်နေတတ်တယ်လို့လည်းသိရပါတယ်ခင်ဗျဒီနီးစနစ်ကဘယ်လောက်တောင်အသုံးဝင်ယုံကြည်လဲဆိုရင် Dawn of Man လို့ခေါ်တဲ့ဇာတ်ကားကိုလည်းဒီနီးစနစ်ကိုအသုံးပြုခဲ့ပေမဲ့ပရိသတ်တွေကတကယ်တော့အပြစ်မှာရိုက်ကူးထားတယ်လို့ယုံကြည်ကြပါတယ်ခင်ဗျဘာလို့လဲဆိုတော့အရန်ကိုပြီးပြင်းလို့ပဲဖြစ်ပါတယ်Moon landing ကိုလည်း Stanley Kubrick ကဒီစနစ်ကိုအသုံးပြုပြီးရိုက်ကူးထားတာလို့လူတွေများစွာပြောဆိုယုံကြည်ကြပါတယ်ခင်ဗျာ NASA ရိုက်လာတဲ့ပုံတွေကိုတေချာကြည့်လိုက်ရင်အရှိကကြည်နေပြီးတော့နောက်က background တွေကဘာမှတဘာဝမကျနေပါဘူးနောက်ပြီးပုံတိုင်းမှာအလဲမှာဖြတ်ထားတဲ့အကြောင်းတွေတွေ့နေရပါတယ်အစ်စ်နဲ့အတူကဘယ်မှာစာနေလဲဆိုတာကိုတေချာတွေ့နေရတယ်လို့ပဲနော်ဒီတက်သေးလေးတစ်ခုထဲနဲ့ဆိုရင်တော့ဒီ moon landing ကြီးက fake လို့ပြောလို့မရသေးပါဘူးအဲ့တော့အခြား evidence ပေါ့နော်တက်သေးလေးတွေအများကြီးရှိသေးလားဟုတ်ကဲ့ရှိပါတယ်လူတွေပြောပုံရဆိုရင်လကဘာပေါ်မှာဆိုရင်နေကပဲမီးရောင်ကလာရမှာပါပုံတွေများစွာကိုတေချာကြည့်လိုက်ရင်တချို့ပုံကအရေးက2မျိုးရှိနေပါတယ်တချို့ကြတော့လုံးဝညီမျှခြင်းမရှိနေဘူးဖြစ်နေပါတယ်ဒါပေမဲ့ဒီလကဘာကိုရောက်ရှိလာတဲ့ Apollo 11အရေးတွေကနှစ်ခုပြိုင်တူမဖြစ်နေဘူးလေခင်ဗျာဒီလိုမျိုးဖြစ်ဖို့ကမီးထွန်းထားတာတည်တာတယ်လို့ပြောကြပါတယ်အဲ့တော့ဒါကစတူဒီယိုအခန်းထဲမှာရိုက်နေတဲ့ဖြစ်ပြီးစလိုက်မီးကြီးတွေနဲ့ထွန်းထားတာလို့ဒီ theory သမားတွေကယုံကြည်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ကဘာပေါ်မှာဆိုရင်ညမိုးချုပ်လာပြီးဆိုတာနဲ့အပေါ်မှာမော့ကြည့်လိုက်ရင်ဘာတွေတွေ့လဲခင်ဗျကျယ်ရင်းနဲ့ပြည့်နေနေတဲ့ကောင်းကင်လေးကိုတွေ့ရပါလိမ့်မယ်ဒါပေမဲ့ဒီလကဘာပေါ်မှာကြတော့ဘာတစ်ခုမှဘာလို့မရှိတာလဲ astronaut တွေပြောတာကတော့ကျယ်ရီတလုံးမှမရှိဘူးလို့ညင်းကြတယ်When you looked up at the sky, could you actually see the stars and the solar corona in spite of the glare? We were never able to see stars from the lunar surface or on the daylight side of the moon by eye without looking through the optics. I don't recall
during the period of time that we were photographing the solar corona what stars we could see. I don't remember seeing any. လူတွေကကျဲတွေကိုကြည့်ပြီးလမ်းညွန်တဲ့အတိုင်းအသားနဲ့ရောက်လာကြတယ်လို့လည်းပြောပြပါတယ် The astronaut navigator finds a known star in the wide-angle telescope. Using a fingertip control, he changes the attitude of the spacecraft to bring the star into line. Once he has the star in position in the telescope, he moves the optical sextant. He lines the sextant up with the star and makes a reading. ကျဲတွေကမတွေ့ရဘူးလို့လည်းပြောတယ်သူတို့ပြောတာနဲ့လောက်တာကမကင်ညီနေပြန်ဘူးခင်ဗျမိခွန်းနောက်တစ်ခုကဒီ Lunar Module Engine က3500 pound of force ကိုထုတ်လွှင့်နေဗျဒီလကဘာပေါ်မှာဆိုရင်သူတို့ပြောပုံအရအရန်သေးမွားတဲ့ဖုံမုတ်တွေပြန့်နှံ့နေတယ်လို့သိရပါတယ်အဲ့လိုဆိုရင်ဒီလောက်အားပြင်းတဲ့တွန်းအားနဲ့ဆင်းလာရင်ဖုံမုတ်တွေကနေရာတကာပြန့်နှံ့နေရမှာမဟုတ်ဘူးလားဘာလို့ဖုံမုတ်တွေလုံးဝပြန်မဝဲနေတဲ့အပြင်လေရင်တွေကအစဖုံတစ်ဆက်မှာမကန်နေတာလေဒီလောက်တန်ရှင်းနေဖို့ဆိုရင်ဒီလေရင်ကြီးကိုဖြည်းဖြည်းချင်းစီ crane တွေနဲ့ချလိုက်မှသာရနိုင်မယ်လို့ယုံကြည်ကြပါတယ်နောက်တစ်ချက်ကိုထပ်ကြည့်လိုက်ရင်ဒီလေရင်တက်သွားပုံကိုကြည့်လိုက်ပါခင်ဗျကြိုးကြီးနဲ့ဆွဲတင်သွားလိုက်တယ်လို့မတူနေဘူးလားဒီအချက်လည်းလူတွေအရန်ကိုအကဲခက်ကြပါတယ် Ascent stage suddenly pop up without any exhaust plume whatsoever, as though it were jerked up by a cable. Our research suggests that images of the Apollo landings are not a true and accurate record. In our view, the Apollo pictures were faked. Many of the images are replete with inconsistencies and anomalies. Astronaut တွေကသွားလာလမ်းချောက်ကြတာတွေကလည်းကျိုးတွေနဲ့ရှီထားပြီးတော့သွားနေကြတယ်လို့ပါတယ်တချို့ကအပေါ်ကကျိုးတွေတောင်တွေ့ရတယ်ပေမဲ့ပိုပြီးမေခွန်းထုတ်ကြတာကဒီလေရင်ကြီးပြန်ထွက်သွားတဲ့အချိန်ဘသူကရိုက်ကူးနေတာလဲဘသူကနေခဲ့တာလဲသူတို့ပြောသလောက်တော့ဘာ remote မှမရှိဘူးတဲ့ဗျဘသူမှလည်းမနေခဲ့ဘူးနောက်ပြီးအရန်မြင့်သွားတဲ့အချိန်ဘာလို့ရုပ်တရကင်မရာကအောက်ကိုစိုက်ကျသွားတာလဲအပေါ်မှာ crane တွေကျိုးတွေစုံထားတဲ့နေရန်တွေအပြေးမှန်တွေပေါ်ကုန်မှာဆိုးလို့လားမေခွန်းနေပါပဲသူတို့ရဲ့အာကာသဝတ်စုံကဒီလိုပါဖက်နဲ့ရဲ့အရက်လေးတွေကိုတေချာကြည့်လိုက်ပါဒါပေမဲ့လကဘာပေါ်မှာသူတို့ခြံထားခဲ့တဲ့ဖက်နဲ့ရဲ့အရာတွေကြတော့ဘာလို့သူတို့ဝတ်စုံနဲ့မတူနေတာလဲဒါလည်းတွေးစရာပဲဗျအကြီးမားဆုံးမေခွန်းတစ်ခုကဒီလကဘာပေါ်မှာဆိုရင်ကျွန်တော်တို့ရဲ့ကဘာကိုကာကွယ်ပေးမယ်ကဘာလေထုတွေမရှိတော့နေခင်းတွေဆိုအရန်ပူပါတယ်ခင်ဗျလကဘာပေါ်မှာဆိုရင်150ဒီဂရီအထိတောင်ပူကျင်မှာပါဒီအပူရှိန်ကအာဗန်တွေလောက်တောင်ပူပြီးတော့အရာတိုင်းကလောင်ကျွမ်းကုန်မှာပါသူတို့အသုံးချရတဲ့ flint တွေလူတွေလောင်ကျွမ်းကုန်မှာပါဒါကိုဘလို့ကြော်ဖြတ်ခဲ့တာလေနောက်တစ်ခုကသူတို့စိုက်ခဲ့တဲ့အလံကရွှေ့လျားနေတယ်လေတကယ်ဆိုလကဘာမှာလုံးဝလေးမရှိအောင်အဲ့ဆိုရင်ဒီလိုအလံကလွင်ဖို့ကဘာအတိတ်ပဲမှမရှိနေပါဘူးဒါတွေကတချို့တော့တက်သွေးတွေပါအကုန်လုံးမဟုတ်ပါဘူးခင်ဗျဒါပေမဲ့ဒီအရာတွေကအကြီးမားဆုံးတက်သွေးတွေမဟုတ်သေးပါဘူးခင်ဗျ We've been brought in here by Stanley Kubrick to more or less ensure the scientific integrity of the film, to make sure that it's very, very close in reality, but still we want to make certain that it has a base of reality. We're in the final assembly building of the LEM. Stanley Kubrick and I have set ourselves several objectives. We hope to convey to the public the wonder and beauty and promise of the new age of exploration which is opening up before the human race. Good evening. I'm sorry not to be able to be with you tonight. Faking the exploration of space because there was just no way we could get there. I am convinced, and the gentlemen at NASA are also convinced, that you can help us make people believe that we have been to the moon. ဒီဟာကရိုက်ကူးရေးဆိုတာကို director ကလည်းထွက်ရောက်ဝန်ခံပြီးပြီဆိုတော့ဘာလို့သေးလို့လဲဒီအမှုကြီးကတကယ် fake လုံးဝသူတို့မရောက်ခဲ့ပဲနဲ့အတူလောက်ထားတာပဲ
လည်းမဟုတ်ဘူးလားဘာဖြစ်လို့လဲဆိုရင်ဒါကဒီ theory ရဲ့အမှန်တရားဖြစ်ဖို့အရေးကြီးဆုံးသက်သေတစ်ခုပဲလေဒီထွက်ရောက်ပြောဆိုမှုကြောင့်မလို့ဒီ theory ကိုယုံကြည်တဲ့လူတွေအားလုံးကနေရာတကာမှာပျော်ရွှင်ပြီးတော့ထားခုံပြီးတော့ကကြတာပေါ့ဗျာငါတို့မန်ပြီပေါ့သူတို့တွေတကယ်ပဲတော့မှမသွားခဲ့ဘူးပေါ့ဗျာဒါပေမဲ့ခက်တာကဒီလူရဲ့ဗီဒီယိုက fake ကြီးဖြစ်နေပါတယ်ဒီလူကတကယ်တော့ Stanley Kubrick မဟုတ်ပါဘူးခင်ဗျာသူ့ရဲ့နာမည်က Tom Mark လို့ခေါ်ပါတယ်နောက်ပြီးတော့ဒီ interview က T Patrick Mary လို့ခေါ်တဲ့ဗီဒီယိုထုတ်လုပ်ရေးသမားကရိုက်ကူးထားခဲ့တာဖြစ်ပြီးတော့ဒီ director က Tom ဆိုတဲ့လူကိုအနောက်ကွယ်မှာဘာပြောရမလဲဘယ်လိုအမူအရာနဲ့ပြောရမလဲအဲ့လိုမျိုးညွှန်ကြားပေးနေတာကိုအတန်နဲ့အကုန်လုံးကြားနေရပါတယ်ခင်ဗျာ Launchpad accident in 2007 which killed Tom, you're going to tell me a story. So Nixon sat me down in the Oval Office and he says to me, you know, that boy just died. I'm thinking, this is how I want you. Then we're going to kneel. We're going to kneel. Yeah. The plan. He didn't. Yeah. So he says to me, you don't say he said anything. You say what he says, okay? That's all, Tom. I'm just giving you a direction. You want me everything about the, I walked in and he said, say it as him? Or do you want you don't have to imitate him, but you have to say, he says, Stanley, we've worked on this movie program. Your shtick. Do a shtick. Get in the fact that you're writing this time, and not everything's got to be drab. It can be funny in a very subtle way. So you meet with Nixon, and what happened? Grab a drink. And action. What they believed was if we could Nixon sat down. Color, tell me a story, Tom. အဲ့တော့ကျွန်တော်ကဘယ်လိုထင်လဲပေါ့နော်ဒီ moon landing ကြီးက fake လား real လားကျွန်တော်အထင်ကဒီ moon landing ကတကယ်တော့သူတို့တကယ်ရောက်ခဲ့ဘူးတယ်ဘာဖြစ်လို့လဲဆိုရင်ဒီ fake moon landing ရဲ့ပေါ်ပြထားတဲ့ theory တွေအကုန်လုံးကအဖြေအကုန်လုံးရှာလို့ရပါတယ် theory သမားတွေတုံးထားတဲ့ video တွေနောက်ပြီးတော့ theory သမားတွေတုံးထားတဲ့ပုံတွေခက်များများကသူတို့တေးသေးရှာရှာရွေးပြီးတော့ထည့်ထားတာဗျာအဲ့တော့ NASA ကကောသူတို့ဖုံးကွယ်ထားတာတွေလိန်ထားတာတွေနောက်ပြီးတော့သူတို့ပုံတွေတည်တည်ချာချာ edit လုပ်ပြီးတော့လူအများတွေကိုသူတို့ပြချင်တာပဲပြတာလားအဲ့ဒါကလည်းမေးစရာတော့မလိုပါဘူးခင်ဗျသူတို့တွေဖုံးကွယ်ထားတာတွေကတော့အယမ်းများလို့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအရာတွေကိုအကုန်လုံးအဖြေဖော်လိုက်ကြရအောင်ခင်ဗျပထမကတော့မီးအရိပ်တွေပေါ့နော်ဒီလကဘာပေါ်မှာသုံးစည်းခဲ့တဲ့ကင်မရာတွေကလည်း wide angle lens တွေအသုံးပြုထားတာဖြစ်ပါတယ်ဒီ wide angle lens တွေသုံးရင်ပုံတွေကဒီဘေးကနေတွန့်လိန်တာတွေဆိုတာကသဘာဝဖြစ်တတ်လို့ရှိပါနောက်ပြီးတော့အရိပ်ကနှစ်ထပ်ရှိနေတယ်ဆိုတာကလည်းကျွန်တော်တို့ကဘာမှာဆိုရင်တော့ညနေခင်းပိုင်းတွေဆိုရင်အဲ့လိုမျိုးနှစ်ထပ်ရှိတတ်လို့ရှိပါတယ်ကျယ်တွေကရောဘာလို့မတွေ့တာလဲဒါကလည်းဖြည့်ရှင်းလို့ရပါတယ်ခင်ဗျလကဘာကအရန်ကိုလင်းထိန်ပါတယ်လပေါ်မှာရှိတဲ့ကြောက်တုံးတွေခက်များများကလည်းမန်တွေအလူမီနီယမ်တွေနောက်ပြီးတော့ထိုက်တေနီယမ်တွေများစွာနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်ခင်ဗျဒီအရာတွေအားလုံးကအရန်ကိုရောင်းပြန်ဟတ်တဲ့အရာတွေအကုန်လုံးပဲဖြစ်ပါတယ်ဖက်နှက်ရဲ့အရာများကဟုတ်ကဲ့ဖက်နှက်ရဲ့အရာတွေကလည်းဖြည့်ရှင်းလို့ရပါတယ်ဒီ astronaut တွေစီးနေတဲ့ဖက်နှက်တွေကနောက်ထပ်တစ်ထပ်ရှိပါသေးတယ်ခင်ဗျအဲဒါကြောင့်မလို့သူတို့ရဲ့အောက်ကအဆင်းတွေကမတူနေတာဖြစ်နေတာဖြစ်ပါတယ်လကဘာကအရန်ပူတယ်ဟုတ်ပါတယ်လကဘာကအရန်ကိုပူလောင်လွန်းလာပါတယ်ဒါပေမဲ့ဒီလကဘာက atmosphere မရှိဘူးအဲ့တော့ဒီအလင်းရောင်တွေနောက်ပြီးတော့ဒီအပူရှိန်တွေကိုစုပ်ယူထားတဲ့အားအင်မရှိဘူးပေါ့နော်လူတွေကအဖြူရောင်တွေဝတ်ထားမယ်ဆိုရင်အနေရအလောက်မရှိပါဘူးအဲ့ဒါလိုပဲခင်ဗျာဒီ theory ကိုယုံကြည်တဲ့သူတွေသုံးတဲ့ချက်လက်တွေတက်သေးတွေအကုန်လုံးကတစ်ခုပြီးတော့တစ်ခုအဖြေရှာလို့ခက်များများကရနိုင်ပါတယ်အဲ့တော့သူတို့ပြောသလိုပဲပေါ့နော်ဒီလကဘာပေါ်မှာဘယ်သူမှမရောက်ဘူးသေးတာလားအဲ့ဒါလည်းမဟုတ်သေးပြန်ပါဘူးခင်ဗျကျွန်တော်ထင်ကပြောရမယ်ဆိုရင်သူတို့ကလကဘာပေါ်ကိုရောက်ရှိခဲ့တယ်ဒါပေမဲ့သူတို့ဟိုရောက်တော့အရာတစ်ခုခုကိုသူတို့တွေ့ခဲ့တယ်လူအများတွေကိုထုတ်ပြလို့မရနိုင်တဲ့အရာတွေပေါ့ဗျာအဲ့ဒါကြောင့်မလို့လိန်ညာတာတွေအတုလောက်တာတွေများစွာထုတ်ပြလုပ်ပြရတာပေါ့ဗျာ My name is Carl Wolf and I was a precision electronics photographic repairman with a top secret crypto clearance. In mid-1965, I was loaned to the Lunar Orbiter project at NASA on Langley Field. I was taken into the laboratory where the equipment was malfunctioning. I couldn't repair it in the dark. I asked to have it removed. Airman second class was in the dark room at that time. I was also an airman second class. About 30 minutes into the process, he said to me, in a very distressed way, by the way, we've discovered a base on the backside of the moon.
And then he proceeded to put photographs down in front of me, and clearly in these photographs were structures, mushroom-shaped buildings, spherical buildings, and towers. And at that point I was very concerned because I knew we were working in compartmentalized security. He had breached security, and I was actually frightened at that moment, and I did not question him any further. And a few moments later someone did come into the room. I worked there for 3 more days, and I remember going home and naively thinking, I can't wait to hear about this on the evening news. And here it is, more than 30 years later, and I hope we hear about it tonight. And I will testify under oath before Congress that what I'm saying is the truth. သူတို့ဒီလကဘာကိုရောက်ရှိခဲ့လားဆိုရင်ကျွန်တော်အထင်ကရောက်ရှိခဲ့တယ်သူတို့အများကြီးလိမ်လည်ခဲ့လားဆိုရင်လည်းဟုတ်ကဲ့ကျွန်တော်အထင်ကတော့သူတို့အများကြီးလိမ်လည်နေခဲ့ပါတယ်ဒီလကဘာပေါ်မှာအပြေမရှိတဲ့အရာတွေနောက်ပြီးတော့သူတို့တိတိကျကျမရှင်းပြတဲ့အရာတွေပုံကွယ်လျှို့ဝှက်ထားတဲ့အရာတွေကအရန်ကိုများပြားလွန်လာပါတယ်အဲ့ဒါတွေအကုန်လုံးကတော့ကျွန်တော်နောက်တစ်ပုံမှာ Moon Landing Mystery ဆိုတဲ့ဗီဒီယိုကိုနောက်တစ်ပုဒ်ထပ်တင်ပေးပါမယ်အဲ့တော့ပရိသတ်တို့ကဘယ်လိုထင်လဲဒီဗီဒီယိုကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူး